Elsa ရဲ့ကြောက်ရွံ့မှုပျောက်ကွယ်သွားတဲ့အခါနှင်းမုန်တိုင်းလည်းနှုတ်ဆက်သွားခဲ့တယ်။ရေခဲမိပေါ်ကမြင်ကွင်းကစတင်ရှင်းလင်းလာခဲ့တယ်။အန်နာဟာလမ်းမလျှောက်နိုင်လောက်အောင်အေးခဲနေပြီ။မောကြည့်လိုက်တော့ခရစ်စတော့ကိုတွေ့လိုက်ရတယ်။သူသာသူမစီရောက်ပြီးနန်းနိုင်ခဲ့ရင်အေးခဲတဲ့ကျင်စာပြည့်ပြည့်သွားလိမ့်မယ်။ဆွဲထုတ်ထားတဲ့ဓာတ်အတန်ကိုအန်နာကြားလိုက်တယ်။မင်းသားက Elsa ကိုခုချတော့မှာကိုမြင်လိုက်တယ်။မင်းသားကဓာတ်ကိုဝှေ့ရလိုက်တဲ့အချိန်မှာအန်နာကသူ့ကမကိုကာကွယ်ဖို့ဝင်ရောက်ခဲ့လေ။အန်နာဟာရေခဲအချိပြောင်းလဲသွားတယ်။ဒါကသူမကိုထိလိုက်တဲ့အခါကျိုးသွားပြီးမင်းသားကလင့်စင်သွားတယ်။ Elsa ကညီမရဲ့အေးခဲနေတဲ့ပုံစံကိုဖတ်ထားရင်ဝမ်းနဲ့ပူဆွေးစေတယ်။အန်နာရဲ့ရင်ဘတ်ကစတင်အေးပြောလာပြီးကျင်စာကကဖြည်းဖြည်းလွတ်မြောက်သွားခဲ့တယ်။အန်နာပြန်ကောင်းလာတာကိုမြင်တော့တွေးဖက်လိုက်တယ်။ရေခဲကိုဖြိုးဖျက်ဖို့နီးလန်းကချစ်ချင်းမေတ္တာချစ်တယ်ဆိုတာကို Elsa သဘောပေါက်လိုက်တယ်။လက်နှစ်ဖက်ကိုဝှေ့ရမ်းလိုက်တဲ့အခါရေခဲနဲ့နှင်းတွေကနောက်ဆုတ်ဖို့စတင်ခဲ့တယ်။ Arendelle ကိုဖုံးလွှမ်းထားတဲ့နှင်းခဲတွေရေပြော်သွားပြီးနွေရာသီကိုပြန်ရောက်လာတယ်။ Olaf ကနွေရာသီမှာနေခြင်းပေမဲ့အရေးစတင်ပျော်လာခဲ့တယ်။ Elsa ကလက်ကိုဝှေ့ရမ်းလိုက်တဲ့အခါ Olaf ဟာချက်ချင်းပြန်လဲကောင်းမွန်လာတယ်။ Olaf ရဲ့ခေါင်းပေါ်မှာတိမ်တိမ်ငယ်လေးတစ်ခုဖန်တီးပေးလိုက်တယ်။မင်းသားကိုတော့အန်ဒါကရေထဲပစ်ချလိုက်တယ်။နောက်ဆုံးမှာတော့ Elsa ကဘယင်မပြန်ဖြစ်လာခဲ့တယ်